Audio Universe Channel မှာပြန်လည်ကြိုဆိုပါရစေ။အချိန်ကာလအပြင်2004ခုနှစ်ဝန်းကျင်ရာသီဥတုကလည်းဆောင်းတွင်းကာလလေးဖြစ်တော့နည်းနည်းချမ်းစိမ့်စိမ့်လေးတော့ဖြစ်နေတယ်။မြို့မဈေးကြီးကိုကျော်လွန်လာခဲ့ပြီးတဲ့နောက်လမ်းကူးလက်တနေရာကိုလည်းရောက်နေရလေ။အချိန်ကမနက်6နာရီဝန်းကျင်လောက်လမ်းမကြီးပေါ်မှာလူတွေပြာရခတ်ပြီးတော့စန်တဝါဝါနဲ့လူတိုင်းအလုပ်တွေစတဲ့ချိန်လို့ပြောရမှာပေါ့။အဲ့ဒီချိန်ကကျွန်တော်နေတဲ့မြို့ကအခုလိုခွေးဘလူးကားသေးတွေ3ဘိန်းဆိုင်ကယ်တွေလိုင်းဆွဲစားခြင်းတော့မဟုတ်ဘူးပေါ့ဒါပေမဲ့3ဘိန်းဆိုင်ကယ်ဝယ်ယူနိုင်တဲ့သူအချို့အနည်းငယ်တော့ရှိပါတယ်အဲ့ဒီချိန်ကလိုင်းကားတွေကိုစန်နီကားလို့လူသိများကြတယ်ကားသမားတွေကလည်းစီးပွားရေးလျောက်လက်လုံလက်စားများလဲစားဝတ်နေရေးရာစတင်ရုန်းကန်နေကြတယ်အဲ့ဒီမနက်ခင်းလေးမှာရုပ်ဆိုးကြီးတန်တဲ့ဖြစ်ရလေးတစ်ခုကစတင်စီးကျုံနေပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ကိုတရုတ်ကြီးလိုင်းဆွဲစားနေတဲ့စန်နီကားလေးလမ်းဘေးပလက်ဖောင်းကိုကြော်ပြီးညောင်အိုပင်ကြီးကိုအချိန်ပြင်းစွာဝင်တိုက်မိလိုက်တော့တာပဲအဲ့ဒီလူပြတ်တဲ့နေရာမှာပဲကျွန်တော်ရဲ့ကားရှေ့ပိုင်းကတော့ပိန်လိန်ပြီးတော့ရစရာမရှိတော့ကားစတီယာရင်ပေါ်မှာမျက်နှာအပ်ပြီးတော့သွေးလိမ့်လိမ့်ဖြစ်ကြောက်မက်ဖွယ်တေဆုံးနေတဲ့အလောင်းတစ်လောင်းအဲ့အလောင်းကောင်ကြီးကတော့ကျွန်တော်ကိုတရုတ်ကြီးအလောင်းပါပဲလမ်းသွားလမ်းလာရင်းနဲ့ဘေးနားလူကြီးနှစ်ယောက်ပြောတာကိုကြားလိုက်တယ်။ကိုတရုတ်ကြီးအကြောင်းကိုပြောနေရပဲ။ကိုတရုတ်ကြီးကဒီတလောလူပြောများနေတော့သူတို့နှစ်ယောက်ပြောတာကိုမသိမသာလေးနားဆွနေလိုက်တယ်။ဟာကားစီကကိုတရုတ်ကြီးကွာဟုတ်တယ်ဟာညတိုက်ထားတာဖြစ်မယ်။ဟာအမလေးကြောက်စရာကြီးအမလေးပြောနေလိုက်ကြတာများကြားရနေကြောချမ်းနေပြီ။မင်းညကကိုတရုတ်ကြီးကားတိုက်ပြီးတည်သွားရတယ်။ပုံဆိုးပန်းဆိုးနဲ့အသေးဆိုးနဲ့တေးတာဆိုပဲရှေ့ကိုလမ်းကြည့်လိုက်တော့လဲမစီမဆိုင်ဆက်ဆက်စုလူတွေကကားတိုင်နေရအောင်စုအောင်ကြည့်နေကြတယ်တချို့ကလည်းအမှန်တကယ်တနာပြီးစိတ်မကောင်းဖြစ်ကြတချို့ကလည်းတယောက်တစ်ပေါက်ထင်ရထင်ကြီးပြောဆိုနေလိုက်ကြတာအဲ့ဒါကကြောက်စရာအကောင်ဆုံးပြောနေကြတဲ့စကားတွေလည်းရှိသေးတယ်အဲ့စကားတွေကမှားရဲဆိုတော့လည်းမမကောလာဟာလာဆိုတော့လည်းမဟုတ်အမှန်တရားစကားလုံးတွေပဲဖြစ်နေမယ်ဒါပေမဲ့ကြားရတဲ့သူတွေအတွက်ကတော့နားရဲကြားလို့မကောင်းအဲ့မှာဘေးနားကလူကြီးနှစ်ယောက်ဆက်ပြောနေတာကိုကြားလိုက်တယ်ကိုတရုတ်ကြီးကညဆိုဆေးရောမသားတွေကိုခိုးတင်နေကားတဲ့ဟာဒါဆိုမသားလိုင်းကားကြီးပေါ့ကန်လောင်းတာတခုကကိုတရုတ်ကြီးကားပေါ်မှာကားမတက်ခင်ကဘယ်ခီးတင်မှမပါဘူးတဲ့တော်သေးရဘောလို့ဖြူတွေးလိုက်မိရဲ့မတိုင်နဲ့မကြာခဏထိတွေ့နေတဲ့လူစီလိုင်းကမင်္ဂလာရှိနိုင်ပါမလားဆေးရော်နေပြီးတော့တေရော်ရဲ့လောင်းတွေကိုပိုင်ရှင်တွေကရင်ဝဲုံမပို့ချင်လို့ရှိရင်နေကိုဆရာဝန်နဲ့ညှိနှိုင်းပြီးတော့မှခွန်းတီတက်တယ်ဆိုတဲ့အဖြစ်အပျက်တွေကလည်းရှိခဲ့ဘူးလေလို့ကြားရတယ်ပြီးတော့အဲ့လိုမတာတစ်ခေါက်တည်ပေးတာငွေကြေးတော်တော်များများရပြီးတော့ဒုက္ခရောက်တာတွေလည်းကြားဘူးတယ်ကျွန်တော်မသားသေးတဲ့အလုပ်ကိုဘယ်လိုစားလုပ်မိလဲဆိုတာကျွန်တော်ပြောပြမယ်။အဲ့ဒီနေ့ကကားဆွဲရတာအဆင်မပြေဘူး။ကျွန်တော်လည်းပူပြီးဆေးရုံနီးနားမှာခီးတံများရမလားလို့ကားရက်ပြီးနေလိုက်တယ်။အဲ့ဒီချိန်ဆေးရုံထဲမှာဖြစ်ပျက်နေတာတွေကိုကျွန်တော်မြင်လိုက်ရတယ်။စိတ်မကောင်းပါဘူးလူနာဆုံးသွားပါပြီ။ဆီယမရဲ့ကျမတို့အလောင်းကိုအိမ်ပြန်သေးသွားခြင်းနဲ့ရမလားယင်။ဝက်ပုံစားပုံများကိုကြည့်ရတော့လူချမ်းသာမိသားစုကဖြစ်လိမ့်မယ်။အလောင်းကိုဆေးရုံကနေအလွယ်တကူတဲဆောင်ခွင့်မရှိတာတော့လူတိုင်းသိလောက်မှာပါလှုပ်ချင်တော့လှုပ်ရိုးလှုပ်စင်တိုင်းလှုပ်ဆောင်ရမှာလीဒါပေမဲ့ငွေဆိုသောတကူရှင်ဟာအရာရာကိုဖန်ဆင်းပေးနိုင်တယ်မဟုတ်ပါလားအဲ့လိုတွေးနေချင်းချမ်းသာပါတယ်ဆိုတဲ့လူချမ်းသာမိသားစုဝင်တူကကျွန်တော်လှည့်ကြည့်ပြီးဒီညတညတာအတွက်ကားငှားခြင်းကြောင့်ပတ်စံလုံလောက်ပေးမယ်ဆိုပြီးကျွန်တော်အားကိုးတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးတော့ပြောရှာတယ်ကျွန်တော်မငင်းနိုင်လောက်တဲ့ငွေပမာဏနဲ့ကျွန်တော်ကန်လန့်တယ်1000နဲ့လေ1000ဆိုတဲ့ငွေပမာဏကလေအတော်တန်တန်မိုးရှိတယ်တပတ်လောက်ပင်မမန်းနဲ့ကားဆွဲစားရင်တော့မှ1000အောင်ပုံတင်မရနိုင်တော့အခုလိုတကြောင်းနဲ့1000ဆိုတော့ကျွန်တော်ကိုတရုတ်ကြီးဘာမှမစင်စားနိုင်တော့ပဲလက်ခံလိုက်တယ်အဲ့ဒီနောက်ပိုင်းစားရေးတောက်ရေးနေထိုင်ရေးလောက်တော့ညဘက်တည်းအခုလိုမသားတွေကိုအိမ်လိုက်ပုတ်ပေးရတဲ့အလုပ်ကိုကျွန်တော်ကိုတရုတ်ကြီးလောက်ရတာသဘောကျလာပါတော့တယ်အဲ့လူကြီးကဆိုမစည်းနဲ့တိလားဘာလို့တော့ဘာလို့ရမလဲအဲ့ကညဆိုဆေးရုံကမတာလောင်းတွေကိုခိုးတည်ပေးနေတယ်မတာလိုင်းကဟဲ့အမလီပြောရင်းနဲ့ကြောပါချမ်းလာတယ်ဟဲကြောက်စရာကြီး
အေးလို့ဟုတ်တယ်ငါတို့ပါညနေကပ်ပါလာလိမ့်မယ်ကားတွေပေါ်လို့ပါအေးတခြားကားရှာစီလဲရတာပဲနော် ကျွန်တော်ပြောနေကြတဲ့လူတွေရဲ့အတင်းဖြင့်ပေါ့ဒါတွေကိုကျွန်တော်ဂိမ်းမဆိုင်ပါဘူးဗျာကျွန်တော်မတာတဲ့တဲ့လုပ်ကိုလုပ်နေတာကျွန်တော်စားဝတ်နေအဆင်ပြေရလေဒီလိုနဲ့တရက်ကြတော့ကျွန်တော်ညာဘက်စေးုံနာမှာမအောင်မလဲနဲ့ကားပတ်မောင်းနေတော့ အကိုကားကားကျင်လို့ ရတယ်ညီမလေး အလောင်းကိုခဏနေမှလာတင်မယ်ညီမကိုအိမ်ရင်ပို့ပေးပါ ကောင်မလေးကိုကြည့်လိုက်တော့ကောင်မလေးမှနွမ်းဖက်ဖက်နဲ့အားငယ်နေတဲ့ပုံပေါက်နေတာဟုတ်မှာပေါ့လေစင်မျိုးသားချင်းတယောက်သေးသွားတော့ဝမ်းနေနေရှာမှလို့ကျွန်တော်တွေးမိလိုက်တယ်ပြီးတော့အဲ့ဒီကောင်မလေးစီကစေးနံများလေမှုန်ထုံနေအောင်ထွက်နေသေးတယ် အော်ဒါနဲ့လေအကိုလမ်းမှာလူထက်မတင်ပါနဲ့ညီမကားကောက်ထိုက်ထိုက်တန်တန်ပေးပါမယ် ကောင်းပါပြီဗျာဒါညီမကားပေါ်တက်ဒါနဲ့ညီမဘယ်သွားမှာလဲအိမ်ရောဘယ်နားလေးမှာလဲ တန်နေမျိုးမစည်းမှာပါ ကျွန်တော်ကြည့်လိုက်တော့အိမ်ချေတော်နေတဲ့ရက်ွက်လေးတော့ဖြစ်တယ်လူသူရောက်ပေါက်နေပြီးမြို့မစေးကြီးနဲ့လည်းတိတ်မွေးတော့လာညီမကားပေါ်တက် ရပြီအကိုမောင်းလို့ရပြီ အဲ့ဒီချိန်မှာကားမှန်တကောက်တယောက်ကလာခောက်ပါတယ်ကျွန်တော်ကြည့်လိုက်တော့ ကန်းမလို့ပါဗျလူ9ယောက်ပါတယ်တန်လင်းမျိုးမစီပဲသွားကျင်လို့ ကျွန်တော်ကြည့်လိုက်တော့မိသားစုတုပ်စုလိုက်ကြီးအထုပ်ပိုးတွေနဲ့ဒါနဲ့ဘေးနာကောင်မလေးကိုကျွန်တော်ဆင်းလုံးပြငားထားမလို့သူ့ကိုမေးကြည့်လိုက်ရင်ကောင်းမလားလို့တွေးမိလိုက်တယ်ညီမဒီလူတွေကိုတင်သွားမယ်လေလမ်းလဲတင်နေရပဲအဆင်ပြေတယ်မလား တင်ပါနဲ့အကို ကျွန်တော်ခက်မမပြောတော့စိတ်မကောင်းဘူးဗျာဒါနဲ့ကျွန်တော်တစ်ဖက်ကိုပြန်ပြောလိုက်ပါတယ်ခင်ဗျားတို့တခြားကားသာငှားသွားလိုက်ပါအခုဒီမှာပါတဲ့ခီးတွေကအရေးကြီးနေလို့ဆိုပြီးတော့ကားငှားနေတဲ့သူကျွန်တော်ပြန်ပြောပြီးကားထွက်လာလိုက်တယ် ဟာဒီလူကဘာလဲဟာကောင်းမှလည်းဘယ်သူမှလည်းမပါပဲနဲ့ ကားမောင်းလာရင်လည်းရောက်တော့မှလာညီမလို့မေးလိုက်တော့လေသူကရှေ့ကိုသာလက်ညှိုးထိုးပြနေတာအဲ့ဒါနဲ့ကျွန်တော်ဆက်မောင်းလာရင်10မိနစ်ခန့်မောင်းလာသည့်တိုင်မရောက်သေးတာနဲ့ကျွန်တော်လည်းစိတ်မရှိဖြစ်ပြီးတော့သူတို့ရက်ွက်လေးကိုတပတ်ပြည့်အောင်မောင်းနေရတယ်မောင်းနေစိတ်ကလည်းတော်တော်မရှိလာတော့ဘူးအဲ့ဒီချိန်မှာကျွန်တော်အနံ့တစ်ခုရလိုက်တယ်ဒါနဲ့ကားပေါ်မှာပါလာတဲ့ကောင်မလေးကိုညီမအပုံးနံကြီးမရဘူးလားလို့ကျွန်တော်မေးလိုက်တယ် ရရလေ ဒါနဲ့ညီမအိမ်မရောက်သေးဘူးလားအလောင်းသေးကိုနောက်ကျနေပြီလေ အလောင်းကတဲကြမလို့တော့ဘူးကားပေါ်မှာပါလာပြီ ဟာ ဟုတ်တယ်စောစောကအပုံနဲ့ကလည်းညီမစီရပဲလာတာကားနောက်ခန်းမှာညီမအလောင်းပါတယ် ကျွန်တော်ကြက်သီးမွေးညင်းများထပြီးတော့ကားနောက်ခန်းကိုလှည့်ကြည့်လိုက်တယ်ဖြူပွေးပွေးအဝိဖြူကြီးဖြစ်လွှားထားတဲ့အလောင်းတစ်လောင်းဘယ်ချိန်တည်းကရောက်နေသည်တော့ကျွန်တော်မသိဘူးဘေးနားကိုကြည့်လိုက်တော့လေစောစောကကောင်မလေးကပျောက်ချင်းမလားပျောက်ခွယ်သွားခဲ့ပြီရုတ်တရက်ကားမီးကလည်းပျောက်သွားတယ်လားကွယ်နေလည်းဖြစ်တယ်လို့လမ်းမီးမရှိတော့လမ်းမှာကျွန်တော်ဇောချွေးပြန်လာပါတော့တယ်ဒါနဲ့ကျွန်တော်ပြန်လန်းကိုမှန်ရင်လီဗာပေါ်6ကိုအားကိုမြင်းချလိုက်မီးကဖြောက်ကနေပြန်လင်းလာပြီးကားမေးအောင်ရှေ့တက်တဲ့မှာခုနကောင်မလေးဘွားကနေပေါ်လာပြီးတိုက်လူဆက်ဆက်အနေထားကနေကျွန်တော်ကားစတီရိုင်းကိုဘယ်ဘက်သို့အားကုန်ဆွဲလဲမိလိုက်ပါတော့တယ်ဝုန်းကနေကျေလောင်စွာမိသွားပြီးတဲ့နောက်ကျွန်တော်ကစန်နီကားငယ်လေးမှာလမ်းဘေးညောင်ပင်ကြီးတို့ဥဆိုင်သွားတယ်ပြီးတော့ညောင်ပင်ကြီးနဲ့ကားတိုက်မိပြီးတဲ့နောက်ဘာဆက်ဖြစ်သွားသည်ကိုတော့ကျွန်တော်မသိတော့ပါဘူးလေထဲမှာလွင့်ပြီးတော့လေထဲမှာပျောက်ကွယ်သွားတာကျွန်တော်ကိုတရုတ်ကြီးပါခင်ဗျာကျွန်တော်တို့ရဲ့ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တယ်ဆိုရင် like လေးလုပ်ပြီးတော့ကျွန်တော်တို့ရဲ့ Audio Universe Channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြပါဦး